အစနှစ်တာဝေးကွာခဲ့ရတဲ့အိမ်မက်တွေနောက်ဆုံးတော့ပြည့်မြောက်သွားခဲ့ပြီးအလုံးမဲမင်္ဂလာပါလင်ခတ်စပေါ့စာပေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်22နှစ်တာဝေးကွာခဲ့ရတဲ့ပရီးမီးယားလိဖလားကြီးဟာနောက်ဆုံးတော့မြောက်လန်ဒန်ရဲ့အမ်မရိတ်ကွင်းစီကိုပြန်လည်ချီချသွားခဲ့ပြီးဖြစ်တာကြောင့်အာဆင်နယ်အသင်းရဲ့အိမ်မက်တွေပြည့်မြောက်သွားခဲ့ပါပြီလွန်ခဲ့တဲ့2004တုန်းကရှုံးဝဲမရှိစံချိန်နဲ့ဖလားရပြီးကြတဲ့ကမျက်ရည်တွေချေဆွတ်တွေတပ်ပြင်းတွေနဲ့ဂျုံကန်ခဲ့ရတဲ့နှစ်ပေါင်း22နှစ်တာခီးဟာ2026ခုနှစ်မေလ19ရက်ညမှာတော့အောင်ပွဲခံတချင်းတန်ဖြစ်ပြောင်းလဲသွားခဲ့ပြီးဖြစ်ပါတယ်အချိန်ဆိုတဲ့အရာကတခါတည်းမှာရန်ရက်ဆက်လုံလာပါတယ်နိုင်လက်တန်တွေတရွေ့လက်ပတ်နေပေမဲ့လည်းလန်ဒန်မြောက်ပိုင်းကအနီရောင်နှလုံးသားတွေတော်အချိန်နာရီဆိုတာ2004မေလ1ရက်နေ့တည်းကရက်တက်နေခဲ့တာပါပက်ထရစ်ဗီယေရာဝန်နရီအာဆင်ဝင်းတို့ရှုံးပွဲမရှိစံချိန်နဲ့တူကံမြောက်ခဲ့တဲ့ရွှေဗလာကြီးဟာအဲ့ဒီနေ့တုန်းကအာဆင်နယ်တို့ရဲ့ကောင်းကင်ရံမှာကျက်တပွင့်လိုတောက်ပနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘယ်သူမှထင်မှတ်ထားကြမှာမဟုတ်ပါဘူးအဲ့ဒီချိန်တုန်းကရွှေအောင်လင်းသားတွေဟာနောက်ထပ်22နှစ်တိုင်တိုင်လိုင်းလံရှာဖွေရမယ်အမောင်ထုရှယ်ကြီးရဲ့အစပြုခြင်းဆိုတာကိုပေါ့22နှစ်ဆိုတဲ့အချိန်ကာလကကလေးငယ်တယောက်တူလူလားမြောက်ဖို့လုံလောက်တဲ့အချိန်မှာဒါပြင်လူငယ်တယောက်အုံမင်းရှင်းရော်ဖို့လုံလောက်တဲ့အချိန်ဆိုရင်လည်းမမှားပါဘူးဟိုက်ဘူရီကွင်းကြီးကနေအမရိတ်ကွင်းစီအိမ်အဖြစ်ပြောင်းရွှေ့ခဲ့ပေမဲ့လည်းအောင်မြင်မှုရဲ့ဆိုဖလာနတ်သမီးကတော့အာဆင်နယ်ကိုမျက်နှာလွှဲနေခဲ့မြဲပါအပြောင်းလဲများစွာစိတ်ပြက်စရာများစွာနဲ့တူကဲရဲလှောင်ပြောင်မှုတွေကြားမှာအာဆင်နယ်ပရိသတ်ရဲ့ရင်ထဲမှာစူတချောင်းခဏနိုင်စိုက်ဝင်နေခဲ့တဲ့အဲ့ဒီစူရဲ့နာမည်ကပရီးမီးယားလိဖလားဆိုတာပါပဲအာဆင်နယ်ရဲ့ချန်ပီယံခီလန်ကပန်ကင်းလန်မို့ခဲ့တာအမှန်ပါရီဇတ်တော်မလူလိုနဲ့ဒုတိယလူဖြစ်နေဝေးကွာခဲ့ရတာ3နှစ်ဆက်ရှိနေခဲ့ပါပြီအဆိုးဆုံးကတော့မန်စီးတီးရဲ့လွှမ်းမိုးမှုအောက်မှာစူဖလာခဏလက်လွတ်ခဲ့ရတဲ့တံတွေကအာဆင်နယ်ကစားသမားတွေနဲ့ပရိသတ်တွေကိုအိမ်မက်ဆိုးပေါ်မှာအမြဲတမ်းနှိမ့်ဆက်နေခဲ့တာပါသူတို့ကစိတ်ဓာတ်မခိုင်ပါဘူးသူတို့ကအရေးကြီးလာရင်လဲကြားတတ်တယ်ဆိုတဲ့ဝေဖန်တံတွေကမြောက်လန်ဒန်ရဲ့စောင်းလွေအေးတွေထပ်ပြီးအရင်ဆုံးကိုပို့ပြီးနာကျင်စေခဲ့ပါတယ်အခုတော့အဲ့ဒီနာကျင်မှုတွေဟာ2026ရောက်မှာဆုံးသက်သွားခဲ့လိမ့်ပြီကနားဖန်တွေပြောနေကြစကားတိုင်းပဲငါတို့ကချန်ပီယံလောင်းတွေပဲနှစ်ပေါင်း22နှစ်တိုင်တိုင်မျှော်လင့်ချက်မဲ့စွာဝေးကွာခဲ့ရတဲ့အိမ်မက်ကအခုတော့အရှိတရားဖြစ်နိုးထလာခဲ့ပြီးဝေဖန်မှုတွေကိုအပြုံးနဲ့ရင်ဆိုင်ပြီးဒဏ်ရာတွေကိုတမိုင်းဖြစ်ပြောင်းလဲကကျွန်တော်တို့ဟာအင်္ဂလန်ရဲ့ဘီယင်တွေဖြစ်နမ်းပြန်တက်လာခဲ့ပြီးပုံတခန်းတသားနဲ့ကန်တာ